ရမ်းတော်တာပဲအရန်ထက်မြက်တာပဲလို့အမြဲတမ်းချီကျူးခံနေရတဲ့မိန်းမတယောက်ရဲ့နောက်ွယ်မှာလေလူမတီသောမျက်ရည်တွေတယောက်တည်းမရရအောင်ရုန်းကန်ဖြတ်တန်းခဲ့ရတာတွေအာကိုမဲခဲ့ရတဲ့နေနေညတွေအများကြီးရှိတယ်နော်မနိုင်ပါဘူးဒီတာဝန်ကြီးကိုမနိုင်တော့ပါဘူးဒီဟာကြီးကိုထမ်းထားရတာပင်မလှပါပြီဆိုပေမဲ့လေအဲ့ဒါကြီးကိုမရရအောင်ထမ်းထားရတဲ့မိန်းမတွေအဲ့ဒါကိုတန်မာတွေလို့ခေါ်တယ်အဲ့ဒီမိန်းမတွေကလေလူတယောက်လူတစ်ဖက်သားလူတူပေါ်မှာအာကိုကျင်စိတ်မရှိဘူးလို့မထင်နဲ့မိမရေလို့ဖြစ်လာတာနဲ့အများစုကလေအနှဲနဲ့အများအာကိုကျင်ကြတယ်အနှဲနဲ့အများအေးများတဲ့အရေးအဝါသားအောက်မှာမိဖုရားဘယင်မမိသမီးလေးဖြစ်ချင်ကြတာကြီးပဲဒါပေမဲ့ဖြစ်မလာခဲ့ရရင်လေအဲ့ဒီမိန်းမတယောက်ကသူ့ဟာသူဘလို့အိမ်မက်တွေဘလို့ဟာတွေပဲဖြစ်ဖြစ်မိသားစုအတွက်ဘဝအတွက်အိမ်တော်ကြီးအတွက်ပေးဆက်နေရတဲ့မိန်းမတွေတပုံကြီးအဲ့ဒီမိန်းမတွေကိုလူတွေကအပြင်မှာသာလေးမြင်လိုက်ရင်ဟဲ့အရန်တော်တာအရန်လိမ်မာတာသူကအရန်ဥဆောင်နိုင်တာသူအရန်လုံနိုင်တာမှန်တယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီမိန်းမရဲ့ရင်ထဲမှာလေဘယ်သူမှမသိအောင်ပြိုကွဲခြင်းတွေအများကြီးရှိတယ်စိတ်တက်ကြခြင်းတွေအများကြီးရှိတယ်အာကိုရမလားဆိုပြီးတော့ဖျားထင်လို့ကိုးကွယ်လိုက်ပြီးမှလေအာမကိုရလို့ရင်ထဲမှာရင်ထုမနာဖြစ်ခဲ့ရတဲ့အချိန်တွေဆိုတာ